ကဲကျွန်တော်တို့ရဲ့နေ့အဖွဲ့အစည်းတွေကိုတတိယမြောက်ကျင်းထားရကြဧည့်သည်တူရောက်လာခဲ့တယ်။သူ့နာမည်က 3i/atlas သူ့ရဲ့ရောက်ရှိလာခြင်းကထိပ်ပံပညာအတွက်ဖြည့်ရှင်းလိုက်မဲ့စွန်ထောက်ဇလန်တပုံလိုပါပဲ။ဒီနေ့တော့အဲဒီလျှို့ဝှက်စမ်းကြည့်တဲ့ဖြစ်ရပ်ကိုအတူတူဖြည့်ရှာကြည့်ကြအောင်။ဒီစုံစမ်းစစ်ဆေးမှုမှာတော့အရင်ဆုံးဒီဧည့်သည်ဘယ်ကလာတယ်လဲဆိုတာကနေစမယ်။ပြီးရင်သူ့အကြောင်းသိထားတဲ့အချက်လက်တွေကိုစုစည်းမယ်။အဲ့ဒီနောက်မှာတော့ရှင်းပြလို့မရသေးတဲ့ထူးခြားချက်တွေကိုလေ့လာပြီးဒါဟာတဘာဝအတိုင်းလားဒါမှမဟုတ်တခြားအရာတစ်ခုခုလားဆိုတာစမ်းစစ်ကြမယ်။နောက်ဆုံးမှာတော့သိပ္ပံပညာရှင်တွေရဲ့ကောက်ချက်နဲ့နေကုန်းချုပ်သွားမှာပါ။ကျွန်တော်တို့ရဲ့ဇလန်က2015ခုနှစ်ဇူလိုင်လ1ရက်နေ့မှာစတင်ခဲ့တာပါ။ချီလီနိုင်ငံက Atlas အာကာသကြီးမှန်ပြောကနေ Sagittarius ကျဲဆူတန်ဘက်ကနေကျွန်တော်တို့နေဖွဲ့စည်းထဲကိုတိုးဝင်လာတဲ့အရာဝတ္ထုတစ်ခုကိုစပြီးတော့တတိထားမိခဲ့ကြတယ်။ဒါပေမဲ့ဒါကတာမန်ကျေရန်ခုံမဟုတ်ပါဘူး။ဒါဟာကျေရရကြအရာဝတ္ထုတစ်ခုဆိုလိုတာကသူကတခြားကျေစနစ်တစ်ခုကနေမိုင်ပေါင်းကိုရီဂရာချီခီးနေလာတဲ့ဧည့်သည်တူပေါ့တကယ်ကိုရှားပါတဲ့နမူနာတစ်ခုပါဒီလိုပြောလိုက်တော့ 3i/atlas ဟာအင်မတန်တီးတန့်ဆန်တဲ့အုပ်စုဝင်တူချီလာပါတယ်သူ့ရင်မှာလူခွဲစမ်းကျဲတဲ့အိုမူအမူဝါနဲ့တာမန်ကျဲတဲ့ခွန်လိုပြုတ်မှုခဲ့တဲ့ Borisov ဆိုပြီးနှစ်ခုပဲရှိခဲ့တာလေကဲဒါဆိုရင်ဒီအမှုတွဲအတွက်ကဘာတဝန်းကအာကာသကြီးမှန်ပြောရင်ကနေစူဆောင်းရရှိထားတဲ့အခိုင်အမာအချက်လက်တွေကိုအရင်ဆုံးကြည့်လိုက်ကြရအောင်ပထမဆုံးကတော့အရွယ်စားပေါ့ကနူးခမှန်းချက်တည်းရာ 3i/atlas ဟာအကျယ်20ကီလိုမီတာလောက်ရှိမယ်လို့ဆိုပါတယ်။ဒါဟာမြို့တစ်မြို့စားလောက်ရှိတဲ့အရာမကြောက်တုံးကြီးတစ်ခုကိုစိတ်ကူကြည့်လိုက်ပါအတော်လေးကိုကြီးမားလာပါနောက်တစ်ခုကသူ့ရဲ့မျက်နှာတကယ်ကိုမယုံနိုင်စရာပါပဲကျွန်တော်တို့အနေနဲ့နိုင်ရှင်တစ်စက္ကန့်ကိုကီလိုမီတာ60နှုန်းနဲ့ခရီးသွားနေတာပါဒါဟာကြီးစံတောင်ထက်အဆက်ပေါင်းများစွာပိုမြန်တဲ့နှုန်းပဲဖြစ်ပါတယ်သူ့ရဲ့လမ်းကြောင်းအရ2025ခုနှစ်အော်တိုဘာလ30ရက်နေ့မှာနေနဲ့အနီးဆုံးနေရာကိုရောက်ရှိခဲ့တယ်။အဲဒီကွာဝေးကတက်သမရေနက်ခသက်တာဝေတဲ့ unit AU ရှိပြီးအင်္ဂါရိုးရဲ့ပတ်လန်အဖေမှတ်နားလောက်မှရှိပါတယ်။တင်ငယ်ကိုစိတ်ဝင်စားဖို့ကောင်းတာကဒီအရာဝတ္ထုကိုနားလည်နိုင်ဖို့ကကမ္ဘာအကြီးဆုံးအာကာသကြီးမြတ်နေအဟုန်ကသူ့ကိုဝိုင်းပြီးချင့်ရွယ်ခဲ့ကြတာပါပဲ။ဟက်ဘယ်ကနေ James Webb အထိပေါ့။ဒီလိုပူပေါင်းဆောင်ရွက်မှုကနေသူ့ရဲ့ဖွဲ့စည်းပုံနဲ့ပတ်သက်တဲ့အသေးစိတ်ချက်လက်တွေကိုစတင်ရရှိခဲ့ပါတယ်။အဲ့တော့ဒီအချက်လက်တွေအားလုံးကိုအခြေခံပြီးတော့ကနူးကောက်ချက်ကတော့ရှင်းပါတယ် 3i/atlas ဟာနေနဲ့နီးလာလို့ပူလာတဲ့အခါမှာမျောလင့်ထားတယ်လို့ပဲဓာတ်ငွေတွေထုတ်လွှတ်နေတဲ့တာမန်ရှင်တန်လှုပ်ရှားနေတဲ့ကျဲတန်ခွန်တစ်လုံးပဲဖြစ်နေတယ်တိုင်မဲ့လေဒီအမှုကရှင်းရှင်းလင်းပြီးသွားပြီလို့ထင်ရတဲ့ချိန်မှာပဲတာမန်ကျဲတဲ့ခွန်ပုံစံနဲ့ဘလို့မှမကိုင်းညီတဲ့ရှုပ်ထွေးတဲ့တဲလွန်းစားတွေတစ်ခုပြီးတစ်ခုပေါ်လာပါတော့တယ်အဲ့ဒီမှာပဲ Harvard တက္ကသိုလ်က RV Loeb လူသိပ္ပံပညာရှင်တွေကအရေးကြီးတဲ့မေးခွန်းတစ်ခုကိုစတင်မေးလာကြပါတယ်။ 3i/atlas ကတာမန်ကျဲတစ်ခွန်းတစ်လုံးဆိုရင်သူ့ရဲ့အပြုတ်မှုတချို့ကဘာလို့ဒီလောက်တောင်ထူးဆန်းနေရတာလဲဆိုပြီးတော့ပေါ့။ဒီနေရာမှာပဲဇလန်းကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းလာတာပါ။တက်ပံပညာရှင်တွေကတာမန်ကျဲတစ်ခွန်းတွေနဲ့လုံးဝမတူတဲ့အချက်တွေကိုတတိထားမိလာတယ်။ဥပမာတစ်ခုပြောရင်သူ့ရဲ့လမ်းကြောင်းက dress wear တစ်ခုတည်းနဲ့ရှင်းပြလို့မရတဲ့တွေ့ဖြစ်မှုလေးတွေရှိနေတယ်။အဲ့ဒီထက်ပိုပြီးတော့ထူးဆန်းတာကသူ့စီကနေထွက်လာတဲ့ကြက်လီယန်တန်းလိုအမုံအမွှားတွေကနေနဲ့ဝေးရကိုတွားရမယ့်အစာနေဘက်ကိုပြလဲနေလာကိုတွေ့လိုက်ရတယ်။အဲ့တော့ဒီလိုမရှင်းပြနိုင်တဲ့အချက်တွေအားလုံးစုလိုက်တဲ့အခါမှာတော့ဒါဟာတကယ်ကိုဖြည့်ရှင်းရမယ့်သိပ္ပံပု္ပ္ပစာရေးတခုဖြစ်လာတော့တာပါပဲ။ဒီပု္ပ္ပစာရေးကြောင့်စုံစမ်းစစ်ဆေးမှုဟာလမ်းကြောင်းတစ်ခုကိုကွဲထွက်သွားစေခဲ့တယ်။ဒီလမ်းကြောင်းတစ်ခုချင်းစီမှာလည်းအတိတ်ပဲတက်ရောက်မှုတွေကအကြီးကြီးတွေကြီးပါပဲ။ဆိုတော့အဓိက theory နှစ်ခုပေါ်ထွက်လာပါတယ်။တစ်ခုကတော့ပင်မသိပ္ပံအမြင်ဖြစ်ပြီး 3i/atlas ဟာကျွန်တော်တို့မမြင်ဘူးသေးတဲ့ယူဘဗေဒနီယမအသစ်တွေနဲ့ပြုမှုနေတဲ့အလွန်ထူးဆန်းတဲ့သဘာဝကျေတဲ့ခွန်တစ်လုံးဖြစ်တယ်ဆိုတာပါ။နောက်တစ်လမ်းကြောင်းကတော့ပိုပြီးစွန်းစားဆန်တဲ့အတွေ့အခေါ်တစ်ခုပါ။ဒီထူးခြားချက်တွေဟာသဘာဝလွန်ဖြစ်စဉ်တစ်ခုခုဥပမာနည်းပညာတစ်ခုခုရဲ့အမတ်အသားတွေဖြစ်နိုင်မလားဆိုတာပါပဲ။ဒီလိုဝက်ချက်ကိုအဖြစ်ရှာဖို့အတွက်သိပ္ပံပညာမှာရှင်းလင်းတဲ့လုပ်ငန်းစဉ်တွေရှိပါတယ်။သူ့ရဲ့ပုံထံအမှန်ကိုသိဖို့ပိုကောင်းတဲ့ပုံတွေရရမယ်။ဘာလဲဖွဲ့စည်းထားလဲဆိုတာအတိအကျသိဖို့ဓာတ်ခွဲစမ်းသပ်မှုတွေလုပ်ရမယ်။ပြီးတော့နည်းပညာဆိုင်ရာအချက်ပြမှုတွေရှိမရှိနားချောင်ရမယ်။ဒါတွေအားလုံးလုပ်ပြီးမှ theory တစ်ခုခုကိုထောက်ခံမလားဒါမှမဟုတ်ပယ်ချမလားဆုံးဖြတ်နိုင်မှာပါ။ကဲဒီလောက်ဆိုတက်တဲ့အချုပ်အထားတွေအားလုံးကိုခြုံငုံကြည့်ပြီးနောက်မှာလက်ရှိသိပ္ပံပညာရဲ့အဆုံးချက်ကဘယ်လိုရှိမလဲဆိုတာကြည့်လိုက်ကြရအောင်ဒီနေ့ထိတော့သိပ္ပံပညာရဲ့ဆိုင်ရာသဘောတူညီချက်က 3i Usamatis ဟာတဘာဝအကြိုင်ဖြစ်တည်နေတဲ့အရာဝတ္ထုတစ်ခုဖြစ်တယ်ဆိုတာပါပဲဒါပေမဲ့သူ့ရဲ့ထူးခြားချက်တွေဟာကျွန်တော်တို့ကိုစိတ်လှုပ်ရှားစရာကောင်းတဲ့ကျဲတန်ခုံသိပ္ပံပညာရဲ့အသစ်ကြီးကိုလမ်းညွှန်ပြသနေတာဖြစ်နိုင်ပါပဲ
NASA ရဲ့ဒီတရားဝင်ထုတ်ပြန်ချက်ကလည်းအတည်ပြုထားတဲ့အတိုင်းပါပဲဒီစုံစမ်းစစ်ဆေးမှုဟာလုံးဝမပြီးဆုံးသေးပါဘူးသိပ္ပံပညာရှင်တွေဟာအချက်လက်အသစ်တွေရလာတာနဲ့အမျှအဖြေကိုဆက်ပြီးရှာဖွေနေကြအောင်ပါမှာဒါဟာလက်တွေ့လှုပ်ဆောင်နေတဲ့သိပ္ပံပညာစစ်စစ်ပါပဲ နောက်ဆုံးမှာတော့ 3i ATLS ဟာတဘာဝအတိုင်းပဲဖြစ်ဖြစ်မဖြစ်ဖြစ်ချန်ဖို့မဖြစ်နိုင်တဲ့အရာတစ်ခုပါဘာလို့လဲဆိုတော့သူ့လိုလျှို့ဝဲဆန်းကျဲတဲ့ပု္ပ္ပာတွေကပဲကျွန်တော်တို့ကိုစက်ကြော်ဝါလာအကြောင်းပိုပြီးနည်းနည်းရှိုင်းရှိုင်းမိခွန်းဒီမေးလာအောင်တွန်းအားပေးနေလို့ပါပဲ ဒီဖြစ်ပျက်ကကျွန်တော်တို့ကိုစိတ်လှုပ်ရှားစရာအတွေ့အကြုံခြံထားခဲ့ပါတယ်အဲ့ဒီအတဲ့တူစီရောက်လာတိုင်းစကြဝဠာထဲကအကြီးမားဆုံးမေးခွန်းတချို့အတွက်အဖြေတွေရှာဖွေဖို့အခွင့်အရေးတစ်ခုထပ်ရနေအောင်ပါမယ်ဆိုတာ